သူမကဆင်းရဲတဲ့ကောလိပ်ကျောင်းသူလေးတယောက်ပဲဖြစ်ခဲ့တယ်သူကတော့သူမကိုကြောင်းထားပေးခဲ့တဲ့ထေးသားတယောက်ဖြစ်ပြီးသူမကသူ့ကိုကြိုက်မိသွားခဲ့တယ်ဒါပေမဲ့ကောင်လေးမှာအပြစ်ပြောစရာမရှိတဲ့ရီစာတယောက်သူ့ရဲ့အထက်တန်းလွှာကပထမဆုံးချစ်သူရှိနေပြီးသားပဲဒါကြောင့်သူမကသူ့ရဲ့ခံစားချက်တွေကိုအတွင်းထဲမှာပဲမြုပ်နှံထားခဲ့ရကနေတနေ့မှာတော့သူကကြောက်စရာကောင်းတဲ့ကားမတော်တဆမှုတစ်ခုနဲ့ကြုံခဲ့ရတယ်သူလမ်းမလျှောက်နိုင်တော့ပဲသူရီစာကသူ့ကိုအဲ့ဒီနေရာမှာပဲထားသွားခဲ့တယ်သူနာကျင်နေတာကိုမြင်ရတာကသူမရဲ့နှလုံးသားကိုကွဲကြေသွားစေခဲ့တယ်သူမကအမြန်ပြေးသွားပြီးသူ့လက်ထဲကဓာတ်ကိုလူယူလိုက်တယ်သူပြန်မတက်ရနိုင်တဲ့အထိသူ့ဘေးမှာနေပေးမယ်လို့သူမကကတိပေးခဲ့တယ်အဲ့ဒီနေ့ကစားပြီးသူမကကုသနေတစ်ခုကိုရှာဖွေရင်းနေရောညပါဆေးပညာကိုလေ့လာခဲ့တယ်၃နှစ်ကြာပြီးတဲ့နောက်မှာတော့အန်ဩစရာတစ်ခုဖြစ်ပျက်ခဲ့တယ်သူမရဲ့စောင့်ရှောက်မှုကြောင့်သူနောက်ဆုံးမှာတော့လမ်းပြန်လျှောက်နိုင်ခဲ့ပြီသူ့သူငယ်ချင်းတွေကအောင်ပွဲခံဖို့ပါတီကြီးတစ်ခုတောင်ကျင်းပပေးခဲ့တယ်သူမကသူ့အတွက်လက်ဆောင်သေးသေးလေးတစ်ခုယူလာခဲ့တယ်ဒါပေမဲ့သူမရှိမတိုးခင်မှာပဲသူ့သူငယ်ချင်းတွေကသူ့ကိုစနှောက်နေတာကိုကြားလိုက်ရတယ်သူမကမင်းဘေးမှာ၃နှစ်လုံးလုံးရှိနေခဲ့တာကိုမင်းအချစ်တွေနည်းနည်းလောက်ပြရမယ့်အချိန်ရောက်ပြီထင်တယ်သူကပြုံးလိုက်ပြီးအေးဆက်စွာနဲ့သူမကငါ့အတွက်ညီမလေးတယောက်လိုပါပဲလို့ပြောလိုက်တယ်အဲ့ဒီအခိုက်အတန့်မှာသူမရဲ့နှလုံးသားကလုံးဝကြေမို့သွားခဲ့တယ်၃နှစ်တာချစ်ကသူ့အတွက်ဘာအဓိပ္ပာယ်မှမရှိခဲ့ဘူးပြီးတော့အဲ့ဒီအချိန်မှာပဲသူ့ရဲ့ရီစာဟောင်းကဘယ်ကမှမသိရောက်လာခဲ့တယ်သူမကလည်းသူ့အတွက်လက်ဆောင်တစ်ခုယူလာခဲ့ပေမဲ့သူ့သူငယ်ချင်းတွေကသူမကိုလောင်ပြောင်ခဲ့ကြတယ်အရှက်ရသွားတာကြောင့်သူမကထွက်သွားဖို့ကြိုးစားခဲ့ပေမဲ့သူကသူမရဲ့လက်ကိုဆွဲထားလိုက်တယ်သူကသူမကိုသူ့ဘေးမှာထိုင်ခိုင်းခဲ့ပြီးမျက်လုံးတွေကနူးညံ့မှုတွေနဲ့ပြည့်နေခဲ့တယ်တခြားကောင်မလေးကတော့မြင်ကွင်းထဲမှာမရှိတော့ပဲမေ့လျော့ခံလိုက်ရတယ်ပြီးတော့တယောက်ကသူရီစာဟောင်းကိုတခြားယောက်ျားတယောက်ရဲ့ဖုန်းနံပါတ်သွားတောင်းဖို့စိန်ခေါ်လိုက်တယ်ကောင်လေးတယောက်ကသူမကိုပရောဘရီလုပ်လိုက်တဲ့အခါသူ့မျက်နှာကချက်ချင်းမိမောင်သွားခဲ့တယ်သူကအဲ့ဒီကောင်လေးကိုမြေပေါ်လဲကျသွားအောင်ထိုးချလိုက်တယ်ကောင်မလေးကသူ့ကိုယ်သူထိခိုက်မှဆိုးတာကြောင့်သူ့ကိုဓာတ်ဖို့အမြန်ပြေးသွားခဲ့တယ်ဒါပေမဲ့တယောက်ကသူမကိုတွန်းလိုက်တာကြောင့်သူမရဲ့ခေါင်းကပြင်းပြင်းထန်ထန်နဲ့ဆောက်မိသွားတယ်သူကသူမကိုလက်တောင်မကြည့်ခဲ့ဘူးသူကသူရီစာဟောင်းကိုပွေ့ချီထွက်သွားပြီးသူမကိုတော့ကျမ်းပြင်ပေါ်မှာလဲလျက်သားနဲ့ထားခဲ့တယ်သူထွက်သွားတာကိုကြည့်ရင်သူမနောက်ဆုံးမှာတော့သူကသူမကိုမလိုအပ်တော့ဘူးဆိုတာနားလည်သွားခဲ့တယ်မကြခင်မှာပဲသူမကသူ့မေစီကနေဖုန်းတစ်ကောက်လက်ခံရရှိခဲ့တယ်အမျိုးသမီးကအေးဆက်စွာနဲ့နင်ကသူ့ကဘာနဲ့မထိုက်တန်ဘူးလို့ပြောခဲ့တယ်အဲ့ဒီ၃နှစ်ကိုသူ့ရဲ့ထောက်ပံ့မှုအတွက်ကျေးဇူးဆက်တာလို့သဘောထားလိုက်ပါကောင်မလေးကခဏလောက်တိတ်ဆိတ်နေပြီးဟုတ်ကဲ့ကျွန်မထွက်သွားပါမယ်လို့တိုးတိုးလေးပြောလိုက်တယ်ရှင်ကျမကိုထပ်တွေ့ရတော့မှာမဟုတ်ပါဘူး